Hello ပါရှင်ကိုကတော့ပတ်သက်မှာပေါ့နော်ဒီနေ့ပတ်သက်ရမှာလေညဆောင်အိုက်တော့ထိုးနေပြီပေါ့နော်ညတော့တိတ်မမှန်သေးဘူးဖိတ်ချလို့တာလားတာပါငါဘာမှမစင်ပြင်လေမဟုတ်ပြပါစားပြအောင်မနော်ခဏလေးတပုတ်ရလိုက်အောင်မနော်အရက်ချိုင်းနေကဲဟိုမှာလည်းမိကောမရောက်မယ်မခေါ်ထားလို့ဒါမှမဟုတ်ပါဘူးဒါလည်းမင်းလေးတော့မသိပါဘူးသူကလည်းဖြစ်ခဲလိုက်တာပေါ့နော်မတော့မမိတော့ပါဘူးသူကလည်းနေကျမလည်းသေးပါရှင်ခဏကဲဟိုဘက်မှာပါရှိတယ်မသိဘူးလေးတော့မိလိုက်ပါအောင်ဟာအော်ကဲဒီမလေးမိကြည့်မယ်နော်စားလို့ကောင်းပါရဲ့ဒီမကလေးနည်းနည်းပေါ့ဒီကနေ30ရှိရင်9လောက်ပါရှင်ထားတက်ကြည့်မအောင်တမ်းတောက်တက်ဖို့လေဒါလည်းမြည်ကြည့်မယ်နော်ဒါအကောင်းကောင်းလေဒီကနေ30ဆိုတာ30ပဲဘူရန်သွားချင်တယ်မြည်ချင်တယ်နော်ကဲမတော်စားမယ်မတော်စားမယ်ဝယ်စီအိုင်လက်ရှိရမကြည့်ရစားလို့ရတယ်ဒီဆိုင်မှာစားမှမဟုတ်ဒီဆိုင်မှာစားမှမဟုတ်တခြားနေမှာနော်ဒီထဲမှာဒီမှာချီအောင်မချင်းနေဝိုင်းနေတွေ့လားแต่มาแล้วไม่ติวนักแสดงเยอะอ๋อเนี่ยဒီပမောက်ဆိုင်တော့ကမလာရှားဆိုင်တော့ကမလာမလို့ဒီပမောက်ဆိုတာကမနီနနာလောကငါရိုးရိုးရှိရှိလို့ရှိရပါတော့ချွတ်ဆဆနာတိုင်းရှိနားလေမထားရမယ်နော်မလာအောင်စားချင်တာတော့ယူလိုက်ပါတော့မယ်မမချင်တော့ဟဲ့ရိုင်းတော့လေးစစ်ရတယ်ဟာဘာကလေးလဲမယ်ဒီပန်းလေးစားမယ်နော်တော့မထည့်ရဘူးနော်ဘိုက်ဒီအင်းလာမှာဒီပန်းမိုးရဲ့တီစက်လေးပဲအော်အဲ့ဒါလေးပဲထည့်သွားတာကောင်းပါဆောင်မပါမလားဒါပေမဲ့တော့စားလို့ရပါလေနားလေးမှာတော့ပြလိုက်တော့မယ်ကော်ဖီကကော်ဖီမထားလိုက်မလိုက်တော့ဘူးရှင်အမကျွန်တော်လုပ်ပေးမယ်လေကျေးဇူးပဲနော်ဒါပို့ပေးမယ်နော်ကော်ဖီလေးမှာထားတယ်ဒီမှာစောင့်နေကြဝရပြီနော်ကျေးဇူးပါပဲနော်ကော်ဖီရပွားပွားရပါမကျေးဇူးပဲငါအမေကအခုတည်းကမရအောင်ဒီတဲ့စားတယ်ကောင်းလိုက်တာဒီကော်ဖီอ่ะငါတော့ပလိုက်ပြီဝယ်တော့ရမယ်ညဒီတဲ့ငါမေဒီပါမို့ချက်တယ်ငါဖေးကဒီရှိမတည့်ဘူးလား
ဆေးရဘူးနဲ့ဆန်တော့ဒီမုတ်ပဲထည့်ပြီးတော့ငါဖေးကြိုက်တယ်နည်းနည်းပါပါတော့သွားလိုက်ပါအောင်မယ်အိမ်မှာညာနဲ့ဒီနေ့ကဲပါလေကော်ဖီနဲ့ကြိုဒီပါလားနောက်နေ့မှတော့ဝယ်တော့မှာမယ်အားလုံးပဲပိုက်ပါရှင်နောက်လေးကျရင်ချောင်းပါသွားပြမယ်နော်